ကျွန်တော်ကနံပါတ်ရဒုတိယဦးစားပေးစီနီယာပြပေးလိုက်မယ်နော်စီနီယာဒီတော့3ကက်ဆိုင်ရော2ကက်ဆိုင်ရောတော်တော်ကောင်းပါတယ်နော်စီနီယာဆိုတော့လဲ10ခွက်ရှိရပဲ10ခွက်ရှိတဲ့ထက်မှာကျွန်တော်1နှစ်3ရေကျွန်တော်နောက်တစ်ကြအားရင်လည်းဒီမွေးကနန်းစီနီယာနေလဲကျွန်တော်ပြပေးပါမယ်နော်အခုက3ည1နှစ်ရေ1နှစ်3ရေကိုကျွန်တော်ပြပေးလိုက်မယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒီမှာ4ထည့်ဟုတ်လား4ထိပ်4ချက်ရိုက်တယ်ပြီးရင်ကျွန်တော်တို့5ထိပ်4ချက်ရိုက်တယ်နော်ဒီမှာတော့ကျွန်တော်6ထိပ်4ချက်ရိုက်လို့ခေါ်ခဲ့တာမလားဘူး3ချက်ပဲရိုက်ဒီမှာ3ထိပ်4ချက်ရိုက်တယ်တော့ပြောင်းပြန်လှန်လိုက်တာပေါ့နော်အဲ့ဒါ4 5 6မဟုတ်ဖ ೇನೆ ကျွန်တော်တို့3 4 5ဆိုပြီးတော့ပြောင်းပြန်လှန်လိုက်တာပေါ့ဟုတ်လားအဲ့လိုလှန်ပြီးတော့တဲ့သူကကျွန်တော်အနှစ်ထဲ4ချက်ရိုက်ပြီးတော့နှစ်ပရိတ်3ချက်ရိုက်တယ်နော်ကျွန်တော်တို့ဒီမှာနှစ်ပရိတ်3ချက်ရိုက်တယ်ဟုတ်လားကျွန်တော်တို့ဒီမှာနှစ်ပရိတ်3ချက်ရိုက်တယ်ပေါ့ဟုတ်လားနှစ်ပရိတ်3ချက်ရိုက်ပြီးတော့ဒီနှစ်ထဲကနော်ကျွန်တော်ဒီသူ့ရဲ့ရှင်းနှစ်ထဲဒီကျွန်တော်4ထိပ်ဒီနှစ်ပရိတ်3ချက်ရိုက်ထဲကခဏန်းတစ်ခွက်နှစ်ပရိတ်ဒီတဲ့သူရှင်းနှစ်နှစ်ပရိတ်ခဏန်းတစ်ခွက်ဒီတဲ့သူရှင်းနှစ်ကလာတာနော်ဟုတ်လားရှင်းနှစ်ကလာတာအဲ့လိုဒီနှစ်ပရိတ်3ချက်ရိုက်လို့သူ့ရဲ့နောက်နှစ်မှာနှစ်ပရိတ်ကတော့ပျောက်တယ်ဟုတ်လားဒီနှစ်ထဲတော့မပြီးဘူးနော်ဟုတ်လားနှစ်ပရိတ်လည်းပျောက်တယ်ပြောချင်တာကတော့ဒီနှစ်ပရိတ်3ချက်ရိုက်တယ်ရိုက်ပြီးရင်သူ့ဘေးမှာစီနီယံပါအဲ့စီနီယံဒီ4ပရိတ်စီ4ထိပ်4ချက်ရိုက်လို့4ပရိတ်စီနီယံလားဒီ2ပရိတ်3ချက်ရိုက်တယ်ဘေးမှာနော်အဲ့ဒါခုကျွန်တော်ဒုတိယက5ထိပ်4ချက်ရိုက်တယ်နော်5ထိပ်4ချက်ရိုက်တယ်တော့2ပရိတ်3ချက်ရိုက်တယ်ရိုက်ပြီးတော့ဒီနေ့ထဲမှာကျွန်တော်2ပရိတ်ခဏန်းတစ်ခွက်3နှစ်ခွန်ဒီ10နှစ်ကလာတာနော်လာပြီးတော့ဒီနေ့ထဲမှာသူက2ပရိတ်ပျောက်တာပဲနော်ဒါကိုယ်ပိုင်ရှာကြည့်ပါ2ပရိတ်ကတော့ပျောက်တာပဲနော်နှစ်ပရိတ်ပျောက်တာမပျောက်တာပါဒါသူရဲ့နှစ်ပရိတ်3ချက်ရိုက်တဲ့ဘေးမှာကျွန်တော်တို့ပေါ့5ထိပ်4ချက်တန်းလို့နော်5ပရိတ်စီနံခဏန်းလားခုနက4ထိပ်4ချက်ရိုက်လို့ဒီနှစ်ပရိတ်3ချက်ရိုက်တဲ့ဘေးမှာ4ပရိတ်စီနေဒီမှာ5ထိပ်4ချက်ရိုက်လို့နှစ်ပရိတ်3ချက်ရိုက်တဲ့ဘေးမှာ5ပရိတ်စီနေရလားအခုကျွန်တော်တို့2025ကကျွန်တော်တို့တော့3ထိပ်4ချက်ရိုက်ပြီပေါ့ရိုက်ပြီးနှစ်ပရိတ်လည်း3ချက်တန်းပြီနောက်တန်းပြီးတော့ဒီနေ့ထဲကနှစ်ပရိတ်တစ်ခွက်ကျွန်တော်တို့895ဒီ8နှစ်က998ဆိုနှစ်ပရိတ်အခုဒီနှစ်ပရိတ်ကတော့မလာသေးဘူးပျောက်မလားမပျောက်ဘူးလားတော့မပြောတတ်ဘူးပေါ့အားနေအကြောင်းပြောပြပါပေါ့နော်အဲ့ဒါနှစ်ပရိတ်အားနေတယ်နော်အဲ့ဒါအခုကျွန်တော်နှစ်ပရိတ်3ချက်တန်းတဲ့ဘေးမှာ3ထိပ်4ချက်တန်းလို့3ပရိတ်စီနေရလားနော်3ပရိတ်စီနေရလို့ကျွန်တော်ကတစ်ခွက်ရှယ်3ည1နှစ်ရှိတယ်နော်3ည1နှစ်ပဲကျွန်တော်တို့ရှိတာပေါ့အဲ့ဒါနော်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီမှာ4ပရိတ်စီနီယံဟုတ်လား2ပရိတ်3ချက်ရိုက်တဲ့ဘေးမှာ4ပရိတ်စီနီယံကျွန်တော်2ပရိတ်3ချက်ရိုက်တဲ့ဘေးမှာ5ပရိတ်စီနီယံနော်ဒီမှာကျွန်တော်တို့2ပရိတ်3ချက်ပြီးတော့6ပရိတ်စီနီယံဆိုရင်1နှစ်3နော်ဒါ1နှစ်3ပေါ့ဟုတ်လားပြီးတော့ကျွန်တော်2ကလိုင်းနဲ့အကြတော့ဒီလိုပြကျွန်တော်တို့2ကလိုင်းနဲ့ပေါ့ဒါ2ကလိုင်းနဲ့ကြတော့ကျွန်တော်တို့ဒီမှာ290ထောက်တယ်ဒီမှာ290ဒါတန်းနဲ့ဒါ10ချိန်မြောက်ကိုတက်တယ်296ပြီး956ဒီတဲ့10နှစ်မြောက်ကိုထွက်တယ်เนาะ2 4 6 80เนาะအဲ့လိုပဲဒီမှာစီနေရเนาะပြောရင်တော့290 956 354စီနေရမယ်2 4 6 80เนาะစီနေ10နှစ်မြောက်ကိုထွက်တယ်956ခွန်လို့နော်354ကဇနစ်မြောက်ကို453လို့ထွက်ပြီးတော့တဲ့သူကဒီမှာ3955ဒီ3955လို့ဖြစ်တယ်56ခွန်ဒီ56ခွန်လို့ဖြစ်တယ်5ခွန်9ဒီ5ခွန်9လို့ဖြီးတာပေါ့နော်အဲ့လိုဖြီးပြီးတော့တဲ့ဒီမှာလည်းအဲ့လိုပဲဒီ354ဒီ453လို့ကြာပြီးတော့543ဒီကျွန်တော်453 583ဒီကျွန်တော်583နော်336ဒီ336ကိုဖြီးတယ်เนาะတို့ဖြီးပြီးပြီဆိုမှသူ့ရဲ့ဘေးကကျွန်တော်တို့နှစ်ပရိတ်64နဲ့803လို့ဖရိန်တယ်လိုက်တာအဲ့လိုပဲ246 38လို့ဖရိန်တယ်တဲပြီးသူ့အောက်ကစီနေရှိ3ည1နဲ့ဒီမှာလဲ3နဲ့4စီနေရှိအဲ့စီနေရဒီသူကတော့အကျဉ်းရတော့မကြိုက်ဘူးသူကတော့ဝေးရနေရခွန်1 3000ပြီးပါလာတာ2 4
13နှစ်မြောက်ကဒီ3နှစ်4ကြတော့ခွန်1 3တော့ထောင်းတယ်သူ့အောက်က10နှစ်မြောက်ကလာတာအဓိကတော့စီနီယာခံထားတာပဲဒီစီနီယာ1ချိန်လားဒါဆို3နှစ်4စီနီယာ1ချိန်ဆို1နှစ်3နော်1နှစ်3လားဒါမှမဟုတ်ရင်ကျွန်တော်တို့ဘာတော့ဟိုပါပေါ့1ချိန်စီနီယာတော့ရင်ကျွန်တော်အများကြီးရှိအောင်ပေါ့နော်3 4 5တို့ပြည့်ဘက်က3 4 5တွေထိုးကြတာကို3 4 5ဒီချိန်တော့မကောက်ထွက်မလားနော်အဲ့ဒါနော်ဒါဖရိန်တရားတွေကတော့လှတယ်နော်အဲ့ဒါပြီးတော့ကျွန်တော်3 4 5မွေးဆိုင်လေးရှိတယ်နောက်ပိုင်းကြီးကျမှကျွန်တော်ဒါပြပြီးဒါစီနီယာတော်တော်ကောင်းတဲ့ဟာလေးမလို့ကျွန်တော်ပြပြီးတယ်နော်ဒီမှာကျွန်တော်တို့ဒီမှာလေးထိတ်လေးချက်ရိုက်တယ်နော်လေးထိတ်လေးချက်ရိုက်တယ်ရိုက်ပြီးတော့နှစ်ပရိတ်3ချက်တန်းတယ်တန်းပြီးတော့ကျွန်တော်ဒီနေ့ထဲမှာဟောလာနှစ်ပရိတ်တစ်ခွက်6ခွန်ကိုဒီ6ခွန်လို့8နှစ်ကလာတယ်လာပြီးရင်ကျွန်တော်တို့ဒီမှာဒီရောက်ပင်ထဲမှာနှစ်ပရိတ်ပြောက်တယ်နော်ပြီးတော့နှစ်ပရိတ်3ချက်ရိုက်တဲ့ဘေးမှာစီနီယံလေးထိတ်လေးချက်ရိုက်တို့လေးပရိတ်စီနီယံလားနော်လေးပရိတ်စီနီယံနော်ကျွန်တော်မှ9ထိတ်4ချက်ရိုက်တယ်5ထိတ်4ချက်ရိုက်ပြီးတော့နှစ်ပရိတ်3ချက်တန်းတယ်တန်းပြီးတော့ဒီနေ့ထဲကနှစ်ပရိတ်တစ်ခွက်3နှစ်ခွန်ဒီ8နှစ်ကကျွန်တော်3ခွန်နှစ်လို့လာတာဒီနေ့ထဲလေသူကနှစ်ပရိတ်ပျောက်တယ်နော်အဲ့ဒါနှစ်ပရိတ်ပျောက်တယ်ပြီးတော့နှစ်ပရိတ်3ချက်တန်းတယ်ဘေးက6 5 4ဒီကျွန်တော်တို့ဟိုပါပေါ့5ထိတ်4ချက်တန်းလို့ပါတော့ကျွန်တော်တို့5ပရိတ်စီနီယံလားအဲ့ဒါအခုကျွန်တော်တို့ဒီမှာ3ထိတ်4ချက်တန်းတယ်တန်းပြီး2ပရိတ်3ချက်တန်းတယ်တန်းပြီးတော့ဒီနေ့ထဲကနှစ်ထဲ9 9 2ပရိတ်ဒီ8နှစ်ကလာတာလာပြီးဒီနေ့ထဲမှာ2ပရိတ်ကတော့မထွက်သေးဘူးတော့အားနေတယ်ပေါ့ဒီနေ့ထဲမှာပြီးတော့2ပရိတ်3ချက်တန်းတယ်တန်းပြီးသူ့ရဲ့ဘေးကနော်သူ့ရဲ့ဘေးကဒီကျွန်တော်3ထိတ်4ချက်တန်းလို့3ပရိတ်စီနီယံလို့3ည1နှစ်တစ်ခွက်သေးပဲနော်ဒါမှမဟုတ်ရင်သူကဒီ2ပရိတ်3ချက်တန်းတဲ့ဘေးမှာ4ပရိတ်စီနီယံ2ပရိတ်3ချက်3နဲ့ဘေးမှာ5ပရိတ်စီနီယံ2ပရိတ်3ချက်တန်းတဲ့ဘေးမှာ6ပရိတ်စီနီယံလဲဆိုရင်1နှစ်3တစ်ခွက်သေးပဲနော်အဲ့ဒါ